အာဝေါ်ဆရာသိကောင်းတယ်ဒါကြောင့်မလို့ဗုဒ္ဓမြတ်စွာရဲ့တပ်ပင်ညုတဉာဏ်တော်ဆိုတာတာမန်ပုဂ္ဂိုလ်တွေခံမှန်းလို့မရဘူးဆိုတာဒီလိုစီးမျက်စည်းကမ်းလေးတွေကစပြီးတော့အဘိဓမ္မာ9ကျမ်းဟောသွားတယ်လေယမိုက်တွေပဋ္ဌာန်းတွေဟုတ်တယ်မလားဘသူနားလည်နိုင်လဲတာမန်လူသားတွေနားမလည်နိုင်လို့နတ်ပြည်တဲ့ဟောရတယ်ယမိုက်တို့ပဋ္ဌာန်းတော်ဟုတ်တယ်မလားလူသားတွေနားမလည်နိုင်ဘူးလေနားမလည်နိုင်ဘူးခဏချိန်လဲဖတ်နေတယ်ရွတ်နေတယ်ဘာနားလဲလို့ဘာမှနားမလည်နိုင်ဘူးအကြောင်းအကျိုးဆက်ဆက်မှုကို तू ကပြောထားတာတကယ်တော့သိလေးနဲ့တယ်စကားဆက်ပြီးတော့ပြောရင်ရှေ့9ကျမ်းရှေ့6ကျမ်းမှာဗုဒ္ဓမြတ်စွာကဟောတဲ့အချိန်မှာခန္ဓာကိုယ်ကအလင်းရောင်နေမထွက်ဘူးပဋ္ဌာန်းကျမ်းကြီးကိုဆင်ញင်တဲ့အချိန်ဟောကြားတဲ့အချိန်မှာခန္ဓာကိုယ်ကရောင်ကြီးတော်6တွေထွက်တယ်လို့ကြားဘူးလားဟုတ်တယ်မလားရောင်ကြီးတော်6တွေဆိုတာကြားဘူးရတယ်မလားဒီမှာအလံလေးတွေရှိတယ်အလံလေးကိုကြည့်လိုက်ပေါ့ဒီအလံလေးကရောင်ကြီးတော်6တွေကိုကိုစားပြုထားတာနီလာတဲ့သူကအညိုရောင်လေးအစွန်ဆုံးမှနေတာအခုကျတော့အပြာလေးလှုပ်ထားတာထင်တယ်နော်နီလာပိဒဆိုတာလေးကအဝါရောင်လောဟိတဆိုတာလေးကဗာလဲအနီရောင်ဩရာတဆိုတာလေးကအဖြူရောင်မင်စိဋ္ဌဆိုတာလေးကပန်းရောင်ပေါ့သူကနော်ပန်းရောင်မင်စိဋ္ဌဆိုတာလည်းပန်းရောင်ပပတရာတဲ့ပြိုးပြိုးပြက်တဲ့အရောင်ပြိုးပြိုးပြက်တဲ့အရောင်ဆိုတော့ဘာမှမသိလို့အဲ့ဒီမှာဟို9ရောင်ပဲသူကတစ်ခုစီတစ်ခုစီထိတ်လေးပါရေးထားတာဟုတ်တယ်မလားနှစ်ပေါင်း100ကျော်သွားပြီဒီအလံပေါ်လာတာဗမာလူမျိုးကတီထွင်လာလဲမဟုတ်ဘူးထေရဝါဒ9နိုင်ငံရှိတယ်ထိုင်းနိုင်ငံဗမာနိုင်ငံသီရိလင်္ကာကမ္ဘောဒီးယားလာအိုထေရဝါဒနိုင်ငံတွေအဲ့ဒီထေရဝါဒ9နိုင်ငံကပုဂ္ဂိုလ်တွေကတီထွင်တာမဟုတ်ဟိုအမေရိကန်နိုင်ငံသားစစ်ဗိုလ်ချုပ်ကြီးတယောက်ကတီထွင်သွားတာအာဝေါ်ဆရာကောင်းတာကာနယ်အိုကော့တဲ့နော်တကယ်အရှိတောင်အာရှမှာသူကစစ်သားတိုင်းနဲ့သီရိလင်္ကာနိုင်ငံမှာဗုဒ္ဓဘာသာဝင်ဖြစ်တယ်ပြီးတော့ဗုဒ္ဓဘာသာအလံတော်တစ်ခုတီထွင်ရအောင်ဆိုတော့ तू ကအကြံပေးလိုက်တာဟာသဗ္ဗန္နရန္တိယောရောင်ကြီးတော်6တွေရှိတာပဲအဲ့ဒီအယောင်ကိုလောက်အောင်ဆိုပြီးတော့ဒီမှာပြိုးပြိုးပြက်ပြက်ပပတ္တရာဆိုတဲ့အယောင်ကိုတော့ဘလို့မှအဓိပ္ပာယ်မဖော်နိုင်လို့ရှေ့ရနေပြီးတော့အဲ့ဒီ9ရောင်ကိုပဲအတူလေးတွေနဲ့ထည့်ထားတာဟုတ်တယ်မလားထည့်ထားတာဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာကပဋ္ဌာန်းတရားတော်ကြီးကဘလောက်တောင်လေးနဲ့တလဲဆိုရင်အဲ့ဒါကိုဆင်ញင်တဲ့အချိန်မှာခန္ဓာကိုယ်တွေကဉာဏ်တွေကိုနော်ဟုတ်လားနော်ဉာဏ်တော်တွေကိုလွှာပြီးတော့ပေါ့ခုခေတ်စကားနဲ့ပြောရင်သုံးရတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်ဟာအင်မတန်တန်ရှင်းစင်ကြယ်တဲ့ပြီးတော့အယောင်တွေထွက်တာပဲအယောင်တွေထွက်တာဟုတ်တယ်မလားရိန်ဘိုးလို့ခေါ်တဲ့တက်တန့်တွေတွေ့တယ်မလားမိုးတွေတအားရွာနေနဲ့သူမပေါ်လာဘူးမိုးမရွာရင်လည်းသူမပေါ်လာဘူးမိုးလေးဖွာဖွာလေးကြပြီးတော့နေဘူးနေတဲ့ချိန်မော့ကြည့်လိုက်မြင်ရတယ်မဟုတ်လားဒါမျိုးတွေအယောင်လေးတွေအယောင်လေးတွေအဲ့ဒီပုံစံမျိုးပဲဒါရောင်ကြီးတော်ကြောက်တယ်ဆိုလိုတာကတော့တာမန်အချိန်မှာအယောင်ဆိုတာပေါ်လေးမရှိဘူးတကယ်ကိုနည်းနည်းစင်ញင်စဉ်းစားပြီးတော့ညံနေကိုမြူးနေတဲ့ချိန်မို့လို့